အားလုံးမင်္ဂလာပါဒီနေ့မူက skin care ဖို့အတွက်တော့မှာဖြစ်ပါရှင်သူဒီစတိုက်စင်တော့ပေါ့နော်မျက်နှာနဲ့အသားရည်တွေညီလာအောင်ရယ်ပြီးတော့မျက်နှာ skin လေးပြီးမျိုးပေါ့ glow ရအောင်ရယ်တော့လုပ်မှာဖြစ်ပါရှင်ဟိုပေါ့ treatment လေးကတော့ PRP ပေါ့နော် PRP လုပ်ဖို့ရွေးထားပါတယ်အခုကကြတော့ဟိုပေါ့အတိတရားပေါ့နော်သူကတော့ဆရာဝန်ပဲသူဖွင့်ထားတဲ့စီကံတက်ပြီးပေါ့နော်အဲဒီကိုသွားမှဖြစ်ပါတယ်ကင်းစင်းလုပ်ပြီးတော့ဒါလေးကထုံစည်းလိမ့်ပြီးတာပေါ့နော်မိုးကတော့နာတာကြောက်တဲ့ခါကျတော့ထုံစည်းလေးနဲ့ဆောပို့ပြီးတော့အဆင်ပြေပါတယ်ဒါသူတို့မနာအောင်လို့ပေါ့နော်လုပ်တဲ့ခါမှာဒါလေးကထုံစည်းလေးလိမ့်တာပါပြီးတော့ထုံစည်းလေးအဖက်ရအောင်ပေါ့နော်ဒါလေးကတော့သူတို့နာရီဝဲပေါ့နော်ခဏထားပြီးတော့ဟိုခဏနက်ထားတာပေါ့နော်တခုပြောမလို့မေ့နေတာPRPလေးလောက်တာဆိုတော့မိုးကကြတော့ပေါ့နော်ကိုယ်တွေးနဲ့ကိုယ်ပဲဖောက်ပြီးတော့လှုပ်လိုက်တယ်ပေါ့နော်တခြားဟွာနဲ့လှုပ်လဲသူတို့စီမှာအစင်းနေရှိရပေါ့နော်လှုပ်လို့ရတယ်ဒါပေမဲ့မိုးကတော့ကိုယ်တွေးနေနဲ့ကိုယ်လှုပ်ပြီးတော့ကိုယ့်ရဲ့ PRPလေးနဲ့လှုပ်တာဖြစ်ပါတယ်ဒါလေးကတော့ပေါ့နော်ထုံစည်းနိုင်ဝဲပြေးပြီဆိုတော့မျက်နှာလေးကိုတို့ပြန်ပြီးတော့ cleansing လုပ်တယ်ပေါ့နော်ထုံစည်းတွေကိုဖယ်ပါတယ်ဖယ်ပြီးတော့တို့ cleansing ပြန်လုပ်ပြီးရပေါ့နော်မိုးကဆရာမဆိုပေမဲ့အတော့အရင်ကြောက်တဲ့အတိုင်းပဲPRP လေးကကျွန်တော်ကို PRP လေးနဲ့ကိုလုပ်ချင်လို့ပေါ့နော်အဲ့ဒါလေးကတော့အကတော့ဖောက်ခံခဲ့ရတယ်ပေါ့အရင်တော့မနာပါဘူးဒီတိုင်းလောက်တာစားပြီးလောက်ပါပြီလုံးဝမနာပါဘူးဒါတော့မိုးအတီးပေါ့နော်ဆရာဝန်ပေါ့နော်သူကိုယ်တိုင်ဖွင့်ထားတယ်သူကိုယ်တိုင်ပဲလုပ်ပေးတာပါaesthetic ကိုမှပေါ့နော်လက်မှတ်လည်းတစ်ခါရပြီးတာပေါ့နော်လုံးဝကိုစိတ်ခံရတယ်သူများကြီးလိုမျိုးဆိုလို့ရှိရင်အက်တင်နဲ့ထိုးမှမိုးကအရင်ကြောက်တယ်ဒါပေမဲ့ဒီ treatment တွေလောက်တာလုံးဝမနာဘူးအဲ့လည်းလည်းကိုယ်ခံရအောင်ပေါ့နော်ပြရပြီးလေးလောက်တာအရင်ချိန်ပါရှင်မိုးကနာမယ်ထင်ပြီးတော့ဘောနော်အရင်ကြောက်နေတာဒါပေမဲ့လုံးဝတစ်စက်မှကိုတကယ်ကိုမနာတာပါတကယ်အခုလောဆယ်သူတို့ဆိုင်မှာပေါ့နော် promotion လေးရှိနေပါတယ်ဘိုင်ဒူးဝယ်ဆိုလို့ရှိရင်ဘယ်ဝမ်းရရပေါ့နော်တစ်ကြိမ်ဝယ်ရင်နောက်ထပ်2ကြိမ်သာဆိုတဲ့အခါကျတော့အဆင်ပြေရပေါ့နော်မိုးအတွက်ကတော့အားလုံးအဆင်ပြေပါရှင်နောက်ထပ်လည်းကြိုက်တဲ့အတွက်နောက်ထပ်တွေလည်းတော့လုပ်ဖို့စိတ်ကူးရှိပါတယ်မိုးတငယ်ချင်းလေးလည်းလှုပ်ချင်နေဆိုလို့ရှိရင်ဆိုင်လေးစာလေးကိုမိုး comment မှာရိုက်ထားပေးပါမယ်ရှင်ကဲအားလုံးလည်းပြီးပြီဆိုတော့ဒါလေးကတော့သူတို့ဟွာပေါ့နော်လိန်စီလေးလိန်ပေးလိုက်တယ်ပေါ့လှုပ်ပြီးကစားဆိုရှင်တော့နည်းနည်းလေးတော့ရင်းနေရပေါ့နော်ဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ရှင်မိုးတငယ်ချင်းလေးလည်း promotion ရတော့မြန်သွားနော်တတ